အားလုံးပဲမင်္ဂလာပါတိစေချင်လို့ blog channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဗီဒီယိုကတော့ရန်ကုန်မြို့တွင်းမှာရှိတဲ့ပန်းခြံတွေအနက်လူတွေဖန်တီးပြီးနက်ဖွက်ထားတဲ့ပန်းခြံလေးတစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပန်းခြံလေးအကြောင်းမပြောခင်ကျွန်တော်တို့တွားရောက်လေပတ်ကြတဲ့ပန်းခြံဟာဘယ်လိုမျိုးလဲဆိုတာအရင်ဆုံးပြောပြပေးချင်ပါတယ်ပန်းခြံဆိုတာကလူအများအပန်းဖြေဖို့ကျမ်းမာရေးအတွက်လမ်းလျှောက်ဖို့တဘာဝအလှကိုကြည့်ရှုခံစားဖို့အတွက်တစ်ပင်တွေပန်းပင်တွေမြက်ခင်းတွေစိုက်ပျိုးထားတဲ့အများပြည်သူသုံးနေရာတစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့်မြို့တွင်းမှာတိဆောက်ထားပြီးတော့လူတိုင်းတွားရောက်အနားယူနိုင်ပါတယ်ကျွန်တော်တို့ပန်းခြံတစ်ခုမှာအများအားဖြင့်တွေ့ရတတ်တဲ့အရာတွေကတော့အရိပ်ပေးပြီးတော့လေကောင်းလေတန်းရစေတဲ့တစ်ပင်တွေရှိမယ်။လှပအောင်အလှဆင်ထားတဲ့ပန်းပင်တွေရှိမယ်။လူတွေထိုင်ထားဖို့ကစားဖို့အတွက်မြက်ခင်းပြင်တွေရှိမယ်။အနားယူဖို့ထိုင်ကုန်တွေရှိပါမယ်။လေ့ကျင့်ခန်းလုပ်ဖို့ရှောက်လန်းတွေလည်းရှိပါမယ်။အမြင်တွေကြည်လင်လှပဖို့အတွက်ရေကန်ဒါမှမဟုတ်ရေပန်းတွေလည်းဆင်မြန်းထားပါတယ်။ကျွန်တော်တို့တချို့ပန်းခြံတွေမှာတော့ကလေးကစားကွင်းတွေလူကြီးကစားကွင်းတွေရေကူးကန်တွေလေ့ကျင့်ခန်းဆက်တွေအစားအသောက်ဆိုင်တွေလည်းပါရှိတတ်ပါတယ်ပန်းခြံထဲမှာတဘာဝပတ်ဝန်းကျင်နဲ့နီးစပ်အောင်ဖန်တီးထားတဲ့တစ်ပင်တွေပန်းပင်တွေမြက်ခင်းပြင်တွေကြောင့်နှလုံးစိတ်ဝမ်းအေးချမ်းရပါတယ်ပန်းခြံအတွင်းပတ်ဝန်းကျင်ကရတဲ့လေကောင်းလေတန့်တွေရှူရင်းနဲ့ကျမ်းမာရေးလမ်းလျှောက်နိုင်ပါတယ်မိသားစုချစ်ရသူတငယ်ချင်းတွေနဲ့လွတ်လပ်ပေါ်ပါစွာနေထိုင်ပြီးအချိန်ဖြုံးနိုင်တဲ့နေရာလည်းဖြစ်ပါတယ်ကလေးငယ်တွေအနေနဲ့လည်းပန်းခြံတွင်းမှာပျော်ပျော်ပါပါပြေးလွှားစော်ကစားရင်ခန္ဓာကိုယ်လေးများကြန့်ခိုင်တန်ပါစေမှာဖြစ်ပါတယ်ဒါကြောင့်ပန်းခြံဆိုတာကလေးမှစပြီးလူကြီးလူငယ်မရွေးသွားလို့ရတဲ့အများပြည်သူပိုင်းအပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်ပန်းခြံဆိုတာလူအများအပန်းဖြေနားနေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်တခြားလူတွေကိုမထိခိုက်အောင်တဘာဝကိုမပျက်စီးအောင်ရှောင်ရှားတဲ့အရာလေးတွေလည်းပြောပြပေးခြင်းပါတယ်ပထမဆုံးကတော့အမှိုက်ပစ်တာပါပန်းခြံမှာအမှိုက်ကိုမြေကြီးပေါ်ပစ်ချခြင်းမပြုလုပ်သင့်ပါဘူးပလတ်စတစ်တွေစာပီသားအမှိုက်တွေဘူးတွေစာရွက်တွေဓာတ်တွေကိုအမှိုက်ပုံးတဲပဲပစ်တင်ပါတယ်နောက်တစ်ခုကတစ်ပင်ပန်းပင်တွေမပြတ်စည်းစေဖို့ပန်းခူးတာတွေတစ်ပင်ကိုခုတ်တာတွေတစ်ပင်ပေါ်မှာစာရေးတာတွေကိုရှောင်ရှားတင်ပါတယ်ပန်းခြံမှာလူတချို့အနားယူစာဖက်လေ့ကျင့်ခန်းလုပ်နေကြတာဖြစ်တဲ့အတွက်အရန်အော်ဟစ်တာတချင်းအရန်ကြဲကြဲဖွင့်တာတွေကိုမလုပ်တင်ပါဘူးနောက်ပြီးတော့အရက်တောက်ခြင်းမွေးရစေးသုံးခြင်းဒါတွေလည်းမလုပ်တင်ပါဘူးပန်းခြံကမိသားစုတွေနဲ့ကလေးတွေလာတဲ့နေရာဖြစ်လို့အရက်သေးသာတောက်ထားခြင်းတွေဟာဘယ်လိုမှအမြင်မသင့်တော်တဲ့လုပ်ရည်တွေဖြစ်ပါတယ်အများပိုင်းပစ္စည်းတွေဖြစ်တဲ့ထိုင်ကုန်တွေမီးတိုင်တွေကလေးကစားစရာတွေကိုမဖျက်ဆီးသင့်ပါဘူးတခြားသူတွေကိုအနှောက်မဖြစ်စေဖို့မသင့်တော်တဲ့အပြုအမူတွေမနေထိုင်ဖို့လည်းရှောင်ရှင်သင့်ပါတယ်ဒါကြောင့်ပန်းခြံထဲမှာတန်ရှင်းရေးကိုထိန်းသိမ်းကြရပါမယ်။တဘာဝကိုမပြတ်စည်းအောင်လည်းထိန်းသိမ်းကြရပါမယ်။တခြားသူတွေကိုလေးစားခြင်းဖြင့်ကျွန်တော်တို့ဟာပန်းခြံတွေမှာတွားရောက်အပန်းဖြေအနားယူနိုင်ပါတယ်။ပန်းခြံထဲမှာရှောင်ကျဉ်ရမယ့်အရာလေးတွေပြီးရင်တတိထားရမယ့်အရာလေးတွေလည်းထပ်ပြီးမျှဝေပေးကြပါတယ်။ပန်းခြံမှာတတိထားတဲ့အချက်တွေကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ့်ပစ္စည်းကိုသတိထားကြရမှာဖြစ်ပါတယ်လူများတဲ့နေရာတွေမှာဖုန်းတွေဗိုက်ဆန်အိတ်တွေအဖိုးတန်ပစ္စည်းတွေကိုမပြောက်အောင်ကိုယ့်အနားမှာပဲထားသင့်ပါတယ်မမောင်ခင်ပြန်လာတာဟာကျွန်တော်တို့အတွက်အန္တရာယ်ကင်းပါတယ်ညဘက်အမှောင်တဲ့နေရာတွေမှာလူနဲလာတတ်တဲ့အတွက်လုံခြုံရေးလည်းမကောင်းနိုင်ပါဘူးဒါကြောင့်ညမှာအရန်နောက်ကျအောင်မနေသင့်ပါဘူးမတိတဲ့သူတွေကိုအလွယ်တကူမယုံပါနဲ့မတိတဲ့သူတယောက်ကပစ္စည်းတောင်းတာ
မလိုအပ်တဲ့စကားတွေလာပြောတဲ့အခါသတိထားပြီးဆက်ဆံတင်ပါတယ်အနေရရှိတဲ့နေရာတွေကိုမသွားပါနဲ့တချို့ပန်းခြံတွေမှာမီးမလင်းတဲ့နေရာတွေလူမရှိတဲ့တောင်းတွေရှိတတ်ပါတယ်အဲ့ဒီနေရာတွေကိုတယောက်တည်းမသွားတာကောင်းပါတယ်အထူးသတိထားကြမှာကကလေးတွေကိုသတိထားကြည့်ရှုဖို့ပါပဲမိသားစုနဲ့သွားရင်ကလေးတွေကိုမပြောက်သွားအောင်အနေရရှိတဲ့နေရာတွေမသွားအောင်သတိထားကြည့်တင်ပါတယ်ပန်းခြံတစ်ခုချင်းစီမှာဝင်ချိန်ထွက်ချိန်နဲ့မလုပ်ရမယ့်အရာတွေရှိတဲ့အတွက်ပန်းခြံတွင်စီကံများကိုလည်းလိုက်နာဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ယခုဗီဒီယိုတဲကနက်ဖွက်ထားတဲ့ပန်းခြံလေးအကြောင်းဆက်လိုက်ကြရအောင်ဗျာဒီပန်းခြံလေးကပန်းခြံတစ်ခုမှာရှိရမယ့်အရာလေးတွေလည်းတွေ့ရပါတယ်တန်ရှင်းသက်ရမှုကလည်းကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပါပဲတစ်ပင်တွေပန်းပင်တွေဟာလည်းစိမ့်လန်းဆူပြနေပါတယ်မြင့်ရင်နဲ့အတူသွာလာနေကြတဲ့ဆက်လီငယ်တွေနဲ့တင်မောတွေရဲ့ခုံမောင်းတန်ဟာပန်းခြံလေးရဲ့တည်ငြိမ်မှုကိုနှိုးဆွပြီးတော့တဘာဝဆန်မှုကိုပံ့ပိုးပေးနေပါတယ်ယခုဗီဒီယိုကိုအကျဉ်းချုပ်ရမယ်ဆိုရင်ပန်းခြံဆိုတာတဘာဝအလှနဲ့လူတွေအနားယူအပန်းဖြေဖို့ဖန်တီးထားတဲ့အများပြည်သူသုံးအများပြည်သူပိုင်နေရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အခုလိုနွေရာသီကျောင်းပိတ်ရက်မှာမိသားစုနဲ့အတူပန်းခြံကိုသွားပြီးတော့အနားယူအပန်းဖြေပါလမ်းလျှောက်လေ့ကျင့်ခန်းတွေလုပ်ပါဓာတ်ပုံလေးတွေရိုက်ကြပါတဘာဝလေကောင်းလေတန်းတွေရှုရင်အချိန်ပြုံးပါလို့အကြံပြုပါရစေ။ဟုတ်ကဲ့ပါတဘာဝအလှတရားတွေမှာလွတ်လွတ်လပ်လပ်ဘဝအမောတွေဖြေနိုင်ကြပါစေခင်ဗျာ။